မြန်မာကျောင်းသားတွေနဲ့ထိုင်းကျောင်းသားတွေနဲ့ပေါင်းပြီးတော့လုပ်တဲ့တင်းကြံနဲ့ Songkran collaboration ပွဲလေးကိုခေါ်သွားပါမယ်။အားတော့ဇွဲရှိရှိနဲ့ထီးဆောင်ပြီးတော့ပွဲကြည့်မယ်အဖွဲ့ပဲဖြစ်ပါတယ်။အဖွင့်ကတော့ညီမတချင်းတကြံမိုးနဲ့စဖွင့်ပါတယ်။ဒုတိယဘုတ်ကတော့ထိုင်တချင်းပေါ့နော်တချင်းနဲ့မယ်တော့မသိပါthis moment as much as you can. And of course, we still have more performances coming up. もちろんまだまだパフォーマンスは続きますよ。次の準備もいいですか？ဒါကတော့ဒုတိယတစ်ပုတ်နူးကြပြဆဲတချင်းလေးပဲဖြစ်တပုတ်ထိုင်တချင်းဆိုမင်းသူကကဖို့ဖိတ်ခေါ်ထားလို့အမှားလူစုနေရပဲဖြစ်နောက်တစ်ပုတ်ကတော့ဖြူနီပြောင်းအလဲပေါ့နော်ကကျင်လို့တော့မဟုတ်ပါဘူးညီမမိုင်အောက်ကိုဆင်းခဲ့ရမယ်ဆိုလို့ဆင်းသွားရပါနောက်ဆုံးကတော့ okay နောက်ထပ်ညမ version ရောထိုင် version ဆိုကြတယ်
ဖြော်ပြပြီးတဲ့အခါတော့ရေဆက်ဆွဲကြရပေါ့နော်နှစ်တို့ကတော့မနေ့ပြန်အလုပ်ရှာမလို့ပြန်လာခဲ့ပါရဲ့ဒါ